စီမီရိုင်ဆိုသည့်ကောင်မလေးသည်ငယ်စဉ်ကတည်းကရုပ်ရည်ကြောင့်အနိုင်ကျင့်ခံခဲ့ရသူဖြစ်ပြီးရှက်တက်သူတစ်ယောက်ဖြစ်သည်ကိုလေးချိန်ပိုနေသည့်အတွက်အခြားကလေးများကသူ့ကိုဝက်ဟုခေါ်ဆိုကာနောက်ပြောင်ကြသည်ထိုအရာများကိုညှိငွေလာသဖြင့်သူမသည်ကိုလက်လှရှာလေးကျင့်ငယ်လောက်ကကိုလေးချိန်ရှော့ချရန်ဆုံးဖြတ်လိုက်သည်ထို့သို့ပြုလုပ်ခြင်းဖြင့်သူမသည်ပုံမှန်ဘဝမျိုးကိုရရှိလိမ့်မည်ဟုတွေးထင်ကအတန်းထဲတွင်အတော်ဆုံးကြောင်းသူတစ်ယောက်ဖြစ်လာခဲ့သည်သို့တော်လည်းသူမသဘောကျသည့်ကောင်လေးကိုအချစ်ဖွင့်ပြောပြသည့်အခါထိုကောင်လေးကစိတ်ဆိုးသွားပြီးအယုတ်ဆိုးသည့်သူနှင့်ဆိတ်ဆက်တွဲကုန်မည်မဟုတ်ကြောင်းပြောဆိုလိုက်သည်ထိုစကားကသူမ၏မျက်နှာတွင်ပြင်ကြောင်းလူများကသူမကိုရုပ်ဆိုးသည်ဟုသတ်မှတ်ထားစေဖြစ်ကြောင်းသိလိုက်ရစေသည်ထို့ကြောင့်လူတိုင်းကသူမကိုမနစ်မြို့ကြပဲတယောက်ထဲထားခဲ့ကြသည်ကြောင်းတွင်လူကြိုက်အများဆုံးကောင်လေးကသူမကိုအမြဲကြည့်နေပြီးစကားပြောရန်ကြိုးစားတော်လဲသူမဆွတ်ထားသည့်ရေမွေးကြောင်းကိုမှတ်ချက်ပေးလိုက်သည်သူမကထိုအရာကိုအထင်လွဲသွားပြီးသူကသူမ၏အကြိုက်ကိုနောက်ပြောင်နေသည်ဟုထင်မှတ်လိုက်သည်ထို့ကြောင့်သူမသည်သူ့ကိုစိတ်ဆိုးသွားပြီးလူတိုင်းအတွက်သူမသည်အတုံးမဝင်သူဟုခံစားလိုက်ရသည်သူမသည်တက်တည်ရန်ကြိုးစားခဲ့တော်လဲအမျိုးသမီးတစ်ယောက်၏ကဲတင်ခြင်းကိုခံလိုက်ရသည်ဤအတွေ့အကြုံကသူမကိုမိမိကိုယ်ကိုယုံကြည်မှုကင်းမဲ့စေပြီးအလားအပကိုဆွဲလန်းသွားစေသည်ထို့ကြောင့်အထက်တန်းကျောင်းပြီးဆုံးသွားသည့်အခါတက္ကသိုလ်တွင်ထပ်မံ၍ထိုးထိုးသောဆင်းရဲဒုက္ခမျိုးမကြုံတွေ့ရစေရန်မိခင်၏ထောက်ခံမှုဖြင့်ခွဲစိတ်ပြုပြအင်ရန်ဆုံးဖြတ်လိုက်သည်တက္ကသိုလ်ကျောင်းတွင်ပထမဆုံးနေ့၌လူတိုင်းကသူမကိုစိုက်ကြည့်နေသည်ဟုခံစားရသဖြင့်သူမသည်ထပ်မံ၍မိမိကိုယ်ကိုယုံကြည်မှုကင်းမဲ့လာသည်တိုးတော်လဲသူမနှင့်အခန်းဖော်ဖြစ်သူအကောင်းဆုံးတငယ်ချင်းဟွန်ယောင်ကသူမ၏မျက်နှာမှာပြောင်းလဲသွားပြီဖြစ်၍အားပေးစကားဆိုသည်ထို့ကြောင့်သူတို့သည်ပထမဆုံးအကြိမ်ဖြစ်အတူတကွတပ်ပုံရိုက်ခဲ့ကြတော်လဲမေဂျာချင်းမတူသည့်အတွက်အတန်းအတူတူတက်ခွင့်မရသည့်အပေါ်စိတ်မကောင်းဖြစ်ကြသည်နောက်ပိုင်းတွင်သူမသည်အတန်းဖော်များအားသူမကိုသူမမိတ်ဆက်လိုက်ပြီးအလှပကြောင့်လူကြိုက်များသည့်ဆိုအားဆိုသည့်လှပသောမိန်းကလေးတစ်ယောက်နှင့်တွေ့ဆုံကတငယ်ချင်းလုပ်ရန်တောင်းဆိုလိုက်သည်သူမကဲ့သို့သောသူတစ်ယောက်ကိုတငယ်ချင်းလုပ်ချင်သည့်အတွက်သူမအလုံးပျော်ရွှင်မိသည်ဓာတုဗေဒဌာနဘက်သို့လျှောက်သွားစဉ်သူမသည်တက္ကသိုလ်သို့ရောက်ရှိလာသည့်အခါလူတိုင်း၏အာယုံစိုက်ခြင်းကိုခံရသည့်တူညီသောဌာနမှလူကြိုက်များပြီးချုံမောသည့်ကောင်လေးခန်းစော့ကိုမြင်တွေ့လိုက်ရသည်ကျိုးဆိုပွဲတွင်သူမကိုသူမမိတ်ဆက်လိုက်ပြီးသူ၏နာမည်ကိုကြားလိုက်ရသည့်အခါသူသည်သူမ၏ကျောင်းမှလူကြိုက်များသည့်ကောင်လေးဖြစ်ကြောင်းသိလိုက်ရသည့်ထို့ကြောင့်သူမကိုမမှတ်မိပါစေနှင့်ဟုသာဆုတောင်းနေမိသည်သို့သောသူမကိုသူမမိတ်ဆက်လိုက်သည့်အခါဂျွန်စောကသူမကိုသူသိနေသည်ဟုခံစားမိသည့်အတွက်စိုက်ကြည့်နေသည်ထိုအချိန်တွင်သူမသည်ချုံကိုဆိုသည့်ဒုတိယနှစ်ကျောင်းသားတစ်ယောက်၏အာယုံစိုက်ခြင်းကိုခံလိုက်ရပြီးချစ်သူမရှိကြောင်းသိသွားသည့်အခါသူ့ကိုချစ်သူလုပ်ပေးရန်တောင်းဆိုလိုက်သည်သူမသည်ဘာပြန်ပြောရမည်ကိုမသိဖြစ်နေသည်ထို့နောက်အကပြိုင်ပွဲတစ်ခုတွင်သူမသည်အကကျွမ်းကျင်သူတစ်ယောက်ဖြစ်နေသည့်အတွက်လူတိုင်းကိုအံ့အားသင့်စေခဲ့ပြီးလူတိုင်း၏လက်ခုပ်ဩဘာကိုရရှိခဲ့သည်ထိုအရာကသူမကိုအာယုံဆိုင်မှုမယူစေခြင်းသည်ဆိုအား၏မနာလိုစိတ်ကိုဖြစ်ပေါ်စေသည်သို့သောသူမ၏အကခြေလမ်းများကိုကြည့်နေသည့်ခန်းစော့ကသူမ၏အကကိုအရင်ကမြင်ဘူးသည်ကိုမှတ်မိသွားသည်ထို့နောက်ဆိုအားကမူးယောင်ဆောင်ကအကူအညီတောင်းပြီးသူ၏အာယုံဆိုင်မှုကိုရရှိရန်ကြိုးစားသည်သို့သောသူကအခြားကောင်လေးများကိုကူညီခိုင်းလိုက်ပြီးသူသည်လေငင်းခံရန်အပြင်သို့ထွက်သွားသည်မိရိုင်သည်သူ့ကိုမြင်လိုက်ရသဖြင့်သူမှတ်မိသွားမည်ကိုစိုးရိမ်ပြီးပုံကွယ်နေသည်ထို့နောက်သူမသည်ခြုံကိုနှင့်တိုးမိသွားပြီးသူကသူမကိုအခန်းတစ်ခန်းထဲသို့ခေါ်သွားကချစ်သူလုပ်ပေးရန်ထပ်မံ၍အတင်းကျပ်တောင်းဆိုသည်သူမသည်အစင်မပြေဖြစ်ပြီးထွက်သွားရန်ကြိုးစားတော်လဲသူကတကားကိုပိတ်ထားသဖြင့်မထွက်နိုင်ပေရုတ်တရက်ခန်းစော့ကတကားကိုတွန်းဖွင့်လိုက်ပြီးသူ့ကိုထိုးလိုက်သဖြင့်မြေပြင်ပေါ်သို့လဲကျသွားသည်ခြုံကိုသည်သူ့ဘာကြောင့်ထိုးနေရတွင်ရှိနေသည်ကိုနားမလည်ဖြစ်နေတော်လဲခန်းစော့ကသူတိကျင်ယုံတသက်တာဖြစ်ကြောင်းပြောသည်ထို့ကြောင့်ခြုံကိုသည်ထွက်သွားရုံမှလွဲ၍အခြားရွေးချယ်စရာမရှိတော့ပေသူတို့နှစ်ယောက်တည်းကြံခဲ့သည့်အခါဂျွန်စော့ကသူမသည်သူ၏ကျောင်းမှကောင်လေးမလေးဟုတ်မဟုတ်မေးလိုက်သည်သို့တော့သူမ၏တုံ့ပြန်မှုကိုမြင်လိုက်ရသည့်အခါမေးလိုက်ရန်ပြောလိုက်သည်သူမသည်သူထက်မမေးပါစေနှင့်ဟုဆုတောင်းနေမိသည်အဘဲကြောင့်ဆိုတော့ဘာပြန်ပြောရမည်ကိုမသိသောကြောင့်ဖြစ်သည်အမှန်တကယ်တွင်ခန်းစော့လူကြိုက်များပြီးမိန်းကလေးတိုင်းသူ့ကိုလိုချင်နေချိန်၌သူမသည်ရုပ်ဆိုးသည်ဟုညှင်းပယ်ခံခဲ့ရသည့်ကောင်မလေးဖြစ်နေသောကြောင့်ဖြစ်သည်နောက်တစ်နေ့တွင်သူမ၏ဖခင်ရောက်လာပြီးခွဲစိတ်ထားသည်ကိုမသိရှိသည့်အတွက်စိတ်ဆိုးကတမိဖြစ်မှညှင်းပယ်လိုက်သည်သူမအတန်းထဲသို့ဝင်လာသည့်အခါလူတိုင်းကသူမကိုနှုတ်ဆက်ကြပြီးခြုံကိုသည်သူမကိုရရှိရန်ပြတ်ပြတ်သားသားဆုံးဖြတ်ထားသည့်အတွက်ထိုအတန်းထဲသို့သူမကြောင့်သာဝင်ရောက်လာခဲ့သည်နေ့လယ်စာစားချိန်တွင်သူသည်သူမကိုသဘောကျကြောင်းပြောပြီးသူမ၏အဖြစ်ကိုစောင့်နေသည်သို့တော့သူ့ကိုဘလို့ညင်းရမည်ကိုမသိသည့်အတွက်သူမသည်အိမ်သားသို့သွားပြီးစောင့်ပေးရန်ပြောလိုက်သည်ထိုအရာကိုမြင်လိုက်ရသည့်ဆိုအားသည်မိရိုင်လူကြိုက်များလာသည့်အပေါ်မနာလိုဖြစ်ကခြုံကိုနှင့်အတူထိုင်ပြီးသူမကိုသဘောကျကြောင်းပြောလိုက်သည်သူနှင့်မိရိုင်းတို့ကလိုက်ဖက်ညီသောဆုံတွဲဖြစ်သည်ဟုသူပြောသည့်အတွက်ကြောင့်နောက်ကျခဲ့ရခြင်းဖြစ်ကြောင်းသူမကပြောသည်ထို့နောက်မိရိုင်းကယဉ်ကျေးစွာညှင်းပယ်ရန်အစဉ်သင့်ဖြစ်နေချိန်တွင်ရောက်ရှိလာသည်သို့သောသူမစကားမပြောမီသူကသူမကိုပြောခဲ့သည့်စကားများကိုအလေးနက်မထားရန်ပြောလိုက်ပြီးသူကအခြားမိန်းကလေးတစ်ယောက်ကိုသဘောကျနေပြီးသူမကိုအထင်မှားစေခဲ့သည့်အတွက်နောက်တရားကြောင့်ပြောပြသည်မိရိုင်းရှက်ကွဲသည်ကိုမြင်ရသဖြင့်ကန်စော့စိတ်မကောင်းဖြစ်သွားသည်ထို့ကြောင့်သူကခြုံကိုရည်ရွယ်ချက်ရှိဖြင့်လဲကျအောင်လုပ်လိုက်ပြီးသူတို့နှစ်ဦးစတင်ရန်ဖြစ်ကြသည်မိရိုင်းကသူတို့ကိုတားဆီးရန်ကြိုးစားတော်လဲခြုံကသူမကိုတွန်းထုတ်လိုက်ရာကန်စော့ကသူမကိုလဲကျမသွားအောင်ကဲတင်လိုက်သည်သူမစိတ်လှုပ်ရှားသွားပြီးသူမ၏ရေမွေးကိုမေ့ကြံရိတ်ခဲ့ကထွက်ပြေးသွားသည်ဆိုအားကသူမ၏တငယ်ချင်းကောင်းဟန်ဆောင်ကဖြစ်ပျက်ခဲ့သည်များကိုအလေးနက်မထားရန်ပြောသည်သို့သောသူမသည်ကန်စော့ကိုစိတ်ဝင်စားနေသည့်အတွက်သူနှင့်ပုံမရင်းနှီးလာစေရန်ကြိုးစားသည်သို့တော့သူသည်မိရိုင်းကိုစိတ်ဝင်စားနေပုံရသည့်အတွက်သူမကိုလစ်လူရှုထားသည်ထို့နောက်သူကမိရိုင်း၏ရေမွေးကိုပြန်ပေးလိုက်ပြီးသူမသည်သူနှင့်ကြောင်းတူဟုတ်မဟုတ်ထပ်မံမေးမြန်းသည်ထို့ကြောင့်သူမကနောက်ဆုံးတွင်အမှန်အတိုင်းပြောပြလိုက်တော့လေသူနှင့်အတူမနေရန်တောင်းဆိုသည်သူသည်တကယ်ကိုလူကောင်းတစ်ယောက်ဖြစ်ပြီးသူမအပေါ်အမှန်တကယ်ကောင်းမွန်နေသဖြင့်ကန်စော့ကိုသူမအထင်မှားခဲ့ကြောင်းသိလိုက်ရပြီးတဖြည်းဖြည်းနှင့်သူ့ကိုစတင်စိတ်ဝင်စားလာသည်ထို့ကြောင့်တက္ကသိုလ်တွင်သူ့ကိုတွေ့တိုင်းသူမစိတ်လှုပ်ရှားလာပြီးသူ့ကိုရှောင်ရှားရန်ကြိုးစားသည်သို့သောသူကပွဲတော်အတွက်တစုံတရာလုပ်မည်လားဟုမေးမြန်းရာသူမကအခြားအလုပ်များနှင့်အလုပ်များနေမည်ဟုပြန်ဖြေသည်သို့သောဆိုအားကသူမတို့၏အလှပကြောင့်ရွေးချယ်ခံထားရသည့်အတွက်စပွဲတို့အဖြစ်ပါဝင်ရန်သူမကိုတိုက်တွန်းသည့်အစည်းအဝေးခန်းတွင်မိရိုင်းကိုအာယုံဆိုင်နေသည့်ဝေါင်းနှင့်တွေ့ဆုံကြသည်ဝေါင်းသည်မိရိုင်းကိုစိတ်ဝင်စားလွန်းသဖြင့်သူမနှင့်အိမ်နီးချင်းများဖြစ်လာနိုင်စေရန်သူမ၏အနီးနားတွင်အိမ်ရှာနေသည့်အထိဖြစ်နေသည်တစ်ချိန်တည်းတွင်ကျောင်းစော့အိမ်ပြန်ရောက်ပြီးဖခင်ဖြစ်သူနှင့်ငင်းခုန်သည်ထို့နောက်မိရိုင်းကိုဖုံးဆက်ရန်ကြိုးစားတော်လဲစိတ်ပြောင်းသွားပြီးတငယ်ချင်း၏အရက်ဆိုင်သို့သွားလိုက်သည်သို့တော်ထိုနေရာတွင်မိရိုင်းသည်ဝေါင်းနှင့်တငယ်ချင်းများနှင့်အတူအရက်တောက်နေသည်ကိုတွေ့လိုက်ရသဖြင့်သူတဝင်းတို့သွားသည်ဝေါင်းသည်သူမ၏အိမ်နီးချင်းဖြစ်လာတော့မည်ကိုသိလိုက်ရသောအခါသူပုံမိုစိတ်မကောင်းဖြစ်မိသည်ထို့ပြင်သူမအလုံများနေမည်ဟုပြောထားတော်လဲပွဲတော်တွင်ပါဝင်မည်ဖြစ်ကြောင်းသိလိုက်ရသဖြင့်သူစိတ်ပုံမိုဆိုးရွားသွားသည်
ပွဲတော်နေ့ရောက်သည့်အခါသူမသွားရောက်ခဲ့ပြီးယူနီဖောင်းများမှာအလွန်တိုတောင်းလုံးတစ်ဖြင့်ချက်ချင်းပင်မတက်မတာဖြစ်သွားသည်ထိုများမကအလဲတန်းကျောင်းတွင်သူမကိုညှင်းပယ်ခဲ့သောကောင်းလေးပါရောက်ရှိလာသည်သူသည်ဆိုအားကဖိတ်ကြားထားသည့်ဧည့်သည်ဖြစ်ပြီးသူမကိုရခင်ကရုပ်ဆိုးသည်ဟုခေါ်ခဲ့မှုသူဖြစ်သည်ထို့ကြောင့်သူကသူမကိုမှတ်မိသွားမည်ကိုစိုးရိမ်ပြီးခေတ္တနာရန်တောင်းဆိုသည်သို့သောမန်နေဂျာကအစားထိုးမိသူမရှိလျင်ခွင့်မပြုဟုညှင်းဆိုသည်ထို့နောက် KOB ပေါ်လာပြီးသူမနေရာတွင်အစားထိုးဝင်ရောက်ရန်ကမ်းလှမ်းသည်သို့သောသူကသူမကိုထိုကောင်လေးနှင့်တွေ့ဆုံရန်ခေါ်သွားသည်သူသည်မိသူဖြစ်ကြောင်းသိလိုက်ရသောအခါသူမသည်ရခင်ကဘလူးတကောင်ဖြစ်ခဲ့ကြောင်းလူတိုင်းကြားအောင်ပြောလိုက်သည်ထို့ကြောင့်သူမနောက်ဆုံးတွင်ပောက်ကွဲထွက်သွားပြီးသူ့ကိုပါဆက်ပိတ်ထားရန်အော်ဟစ်လိုက်ကယခုအခါသူမကသူ့ကိုအမိုက်တရိုက်တစ်ခုအနေဖြင့်သာမြင်တော့ကြောင်းပြောလိုက်သည်အန်ဆော့ကသူမကိုတစုံတစ်ခုပြောရန်စူးစမ်းနေစဉ်ဆိုအားကကြားဝင်လာပြီးတငယ်ချင်းကောင်းတစ်ယောက်လိုသူမကိုခုခံကာကွယ်ဟန်ဆောင်သည့်ပွဲတော်၏ဒုတိယနေ့တွင်စုံတွဲကိန်းတစ်ခုကစားကြပြီးဆော့ကမီရိုင်းကိုရွေးချယ်သည်သို့သောသူမအလွန်တုံ့လောက်သွားပြီးသူမကိုသူမအချိုရည်များဖိတ်စင်မိသည်ထို့ကြောင့်သူကသူမအဝတ်စားလဲနိုင်ရန်လိုက်ပို့ပေးပြီးဆိုအားသည်တဝင်းတို့စိတ်ဖြင့်ဒေါသထွက်နေသည်သူတို့လမ်းလျှောက်နေစဉ်ဂျောင်ဆော့ကမီရိုင်းကိုတငယ်ချင်းတစ်ယောက်အနေဖြင့်သာမြင်ကြောင်းပြောလိုက်ရာသူမကိုပုံမစိတ်လှုပ်ရှားစေသည်သူမအဝတ်စားလဲပြီးနောက်သူတို့နှစ်ဦးအတူတကွရက်ကမီရှူမီပန်းများကိုကြည့်ကြသည်သူတို့အတူရှိနေသည်ကိုမြင်ရသဖြင့်နောက်တစ်ချိန်တွင်လည်းဆိုအားမှာတဝင်းတို့စိတ်များဖြင့်ပြည့်နှက်သွားသည်နောက်တစ်နေ့တွင်ကန်ဆော့သည်လွတ်တော်အမတ်တဦး၏သားဖြစ်ပြီးကြီးမားသောရေမွေးကုမ္ပဏီတစ်ခု၏အမွေးဆက်ခံသူဖြစ်ကြောင်းလူတိုင်းသိသွားကြသည်သူသည်ရုပ်ရည်ချုံမောပြီးချမ်းသာကြွယ်ဝသောမိသားစုမှဆင်းသက်လာသူဖြစ်ကြောင်းလူတိုင်းသိသွားသဖြင့်သူ့ကိုပုံမလေးစားလာကြသည်သို့သောသူသည်ထိုကဲ့သို့အာယုံဆိုင်ခံရခြင်းကိုလုံးဝမနှစ်သက်ပေကွန်သည်သူ၏ဘဝအကြောင်းကိုလူသိအောင်ဖော်ထုတ်ခဲ့သူမှဆိုအားဖြစ်သည်ဟုထင်မှတ်ပြီးသူမအပေါ်စိတ်မကောင်းဖြစ်နေသည်သို့သောသူမမဟုတ်ကြောင်းသိလိုက်ရသောအခါသူမကိုတောင်းပန်သည်သူတို့နှစ်ဦးသည်အနီးအနားရှိလူတိုင်းကသူတို့ကိုစုံတွဲဟုမြင်နေကြသဖြင့်တက္ကသိုလ်ပါတီတစ်ခုသို့အတူတကွတွားရောက်ကြသည်ဆိုဟာအလွန်အမင်းဝမ်းသာသွားသည်သို့သောထို့နောက်သူမ၏မိခင်ဆေးရုံတက်နေရကြောင်းအကြောင်းကြားသည့်ဖုန်းခေါ်ဆိုမှုကိုလက်ခံရရှိသည်ထို့ကြောင့်သူမသည်မိခင်ဖြစ်သူကိုတွားရောက်တွေ့ဆုံပြီးထိုနေရာတွင်နောက်ဆုံးတွင်အမှန်တရားတစ်ရက်လုံးကိုသိရှိသွားရသည်သူမ၏မိခင်သည်ဖခင်ဖြစ်သူကိုတစ္ဆာဖောက်ခြင်းသို့မဟုတ်အခြားယောက်ျားတစ်ယောက်အတွက်ထွက်ခွာသွားခြင်းမျိုးလုံးဝမရှိခဲ့ပေသူမသည်ခင်မွန်းဖြစ်သူကအလုပ်လုပ်ခွင့်မပေးသဖြင့်ယင်း၏အနိုင်ကျင့်မှုများကိုမခံမရနိုင်တော့သည့်အတွက်သာထွက်ခွာသွားခဲ့ခြင်းဖြစ်သည်ရန်ဖြစ်ကြသည့်အချိန်တစ်ခုအတွင်းသူသည်သူမကိုရိုက်နှက်ခဲ့သဖြင့်သူမ၏အနံ့ခံနိုင်စွမ်းဆုံးရှုံးသွားခဲ့သည်ကိုဆော့သည်ဤအကြောင်းကိုကြားသိသောအခါဖခင်ဖြစ်သူကိုအလွန်ဒေါသထွက်ပြီးအိမ်မထွက်သွားသည့်နောက်ပိုင်းတွင်ဝေါင်၏အိမ်၌တင်းငယ်သောအခမ်းအနားတစ်ခုကျင်းပနေသည်ကိုသိရှိသွားသည့်အခါသူသည်လည်းထိုနေရာသို့တွားရောက်ခဲ့ပြီးမိအိုင်သည်ဝေါင်နှင့်ယင်းနှိနေပုံရသဖြင့်မနာလိုမှုများကြောင့်တွားရောက်ခဲ့ခြင်းဖြစ်သည်ထို့နောက်သူသည်တတိမွေးပြီးတာဝန်တစ်ခုအတွက်အနှစ်ချုပ်ရန်လိုအပ်သည်ဟုသောအကြောင်းပြချက်ဖြင့်သူမအားစင်းနှင့်အတူရုပ်ရှင်သွားကြည့်ရန်ဖိတ်ခေါ်သည်သူမသည်သူ့ကိုကြည့်ပြီးလက်ခံလိုက်သည်ထို့နောက်သူမသည်လှပနေစေရန်ကြိုးစားပြင်ဆင်ပြီးသူမ၏ငွေကြေးများကိုသုံးစွဲခဲ့သည်ဆိုအားသည်လည်းခန်ဆော့နှင့်အတူရုပ်ရှင်သွားကြည့်ခြင်းသည်သို့သောသူသည်မိအိုင်နှင့်အတူသွားမည်ဖြစ်ကြောင်းသူမကိုပြောသည်ထို့သောဖြစ်နေသည်ကိုမြင်ရခြင်းကသူမအားတည်ငြိမ်မှုမရှိအောင်ဖြစ်စေသည်အဘဲကြောင့်ဆိုသောသူမအတွက်မူယင်းသည်စစ်မှန်သောချိန်တွေ့ခြင်းတစ်ခုနှင့်အတူတူပင်ဖြစ်နေသောကြောင့်ဖြစ်သည်သူသည်သူမအပေါ်ထောက်ထားစာနာမှုရှိရန်ကြိုးစားတော်လဲသူမသည်သူ့ကိုအလွန်ကျွံလုပ်ခွင့်မပေးဘဲတဦးချင်းစီသာငွေရှင်းတင်ကြောင်းအတင်းကျပ်ပြောဆိုသည်ရုပ်ရှင်ကြည့်နေစဉ်အတွင်းသူမသည်သူ့ကိုခိုးကြည့်နေပြီးယင်းတို့နှစ်ဦးကြားရှိရိုမန်တဆန်သောအရာများကိုစိတ်ကူးရင်လာသည်ထို့နောက်ညစာအတူစားရန်သွားသည့်အခါခန်ဆော့ကီသည်မြညချုံမောကြောင့်နှင့်သူရေးစားမှာမြညလှပမည်ကိုအခြားသူများပြောဆိုနေသည်ကိုသူမကြားလိုက်ရသည့်ထို့ကြောင့်သူမသည်မတက်မတာဖြစ်ပြီးသူမ၏မျက်နှာကိုအုပ်ထားသည့်မိုးရွာလာသည့်အခါယင်းတို့နှစ်ဦးသည်ထိတစ်ခုတည်းကိုမျှသုံးကြပြီးအလွန်နီးကပ်နေသဖြင့်နှစ်ဦးစလုံးစိတ်လှုပ်ရှားလာကြသည်ထို့နောက်သူမသည်သူ့ကိုသဘောကျကြောင်းနှင့်သူ့ကိုတငယ်ချင်းတစ်ယောက်အနေနဲ့သာဆက်လက်မကြည့်နိုင်တော့ကြောင်းဝန်ခံသည်ထို့ကြောင့်ယင်းတို့အနေဖြင့်အကွာအဝေးတစ်ခုထားရှိခြင်းကပိုကောင်းမည်ဖြစ်ကြောင်းသူမကပြောသည်သို့သောဂျွန်ဆော့သည်ဝေါင်နှင့်အတူပြောင်းရွှေ့နေထိုင်လာပြီးယခုအခါယင်းတို့သည်အိမ်နီးချင်းများဖြစ်လာကြသည်ယင်းတို့သည်လည်းတူညီသောနေရာတွင်စတင်အလုပ်လုပ်ကြသဖြင့်ဆိုအားသည်မနာလိုမှုများဖြင့်ပြည့်နှက်နေပြီးမိအိုင်သည်ခန်ဆော့နှင့်ပေါင်းတင်သွားမည်ကိုမခံရနိုင်ဖြစ်နေသည်ထို့ကြောင့်သူမသည်မိအိုင်နှင့်စကားပြောပြီးခန်ဆော့ကိုသဘောကျကြောင်းနှင့်သူမ၏အကူအညီလိုအပ်ကြောင်းဝန်ခံသည်မိအိုင်ကသူမသည်အလွန်လှပပြီးသားဖြစ်သဖြင့်ညီသူအကူအညီမှမလိုကြောင်းပြောပြသည်သို့သောဆိုအားကခွဲစိတ်ပြုပြင်ထားသူတစ်ယောက်နှင့်သူမအနေဖြင့်ရှင်ပြိုင်နိုင်မည်မဟုတ်ကြောင်းခါခါတီးတီးအတင်းကျပ်ပြောဆိုသည်ထိုခိုက်တန့်တွင်မိအိုင်သည်ဆိုအားကသူမကိုတငယ်ချင်းတစ်ယောက်ဖြစ်ဘယ်တော့အခါမျှမမြင်ခဲ့ပဲခွဲစိတ်ပြုပြင်ထားခြင်းအတွက်အမှန်တကယ်ပင်ယုံမုန်းနေကြောင်းနားလည်သွားသည်သို့တော်လည်းသူမသည်ဆိုအားကခန်ဆော့နှင့်ပုံမတင်တော်နိုင်သည်ဟုထင်နေစေဖြစ်သည်ထို့ကြောင့်သူမသည်သူ့အပေါ်အလံဝေးသလိုဆက်ဆံလာပြီးသူသည်သူမ၏အပြုမူကိုထူးဆန်းသည်ဟုခံစားရသည်ထို့နောက်ပင်တို့အားလုံးသည်တူညီသောနေရာတွင်အလုပ်လုပ်ကြသဖြင့်ဂျွန်ဆော့သည်သူမယွန်းသည့်အရာတစ်ခုခုပြောမိခဲ့သည်ဟုယူဆပြီးသူမအားမြည်တို့ဖြစ်ခြင်းသည်ကိုမေးမြန်းသည်သူမကသူမသည်တငယ်ချင်းတစ်ယောက်သာဖြစ်ခြင်းကြောင့်ပြန်ဖြေသည်နောက်ပိုင်းတွင်မိအိုင်၏လုပ်ဖော်ကိုင်ဖက်တဦးသည်သူမ၏ခွဲစိတ်မှုကိုသိရှိသွားပြီးကိုဆော့ကီရှိ၌မိအိုင်သည်တကိုယ်လုံးခွဲစိတ်ထားသည်မှာတေချာသဖြင့်ဆိုအားကိုသာရွေးချယ်တင်ကြောင်းပြောဆိုလိုက်ရာခန်ဆော့ကိုအလွန်ဒေါသထွက်စေသည်သူသည်ထိုလူကိုတိုက်ခိုက်လိုက်သဖြင့်ရဲစခန်းသို့ရောက်သွားကြသည်ထိုနေရာတွင်တောင်းပန်ပါကလွတ်ပေးမည်ဖြစ်ကြောင်းသူတို့ကပြောသည်သို့သောခန်ဆော့ကညှင်းဆန်သည်ထို့နောက်သူထောင်ချနိုင်ကြောင်းပြောကြသည်မိအိုင်သည်ဝင်ရောက်ဖြည့်ရှင်းပေးပြီးထိုလုပ်ဖော်ကိုင်ဖက်သည်ရခင်ကလည်းအခြားမျိုးသမီးလုပ်ဖော်ကိုင်ဖက်အချို့ကိုအနောက်ရှက်ပေးခဲ့မှုသဖြင့်ရင်းကိုလိမ်မိုင်းဆိုင်ရာအနောက်ရှက်ပေးမှုဖြင့်တိုင်ကြားမည်ဟုချင်းချောက်သည်ထိုအခါကိစ္စရပ်တစ်ခုလုံးနောက်ဆုံးတွင်ပြေလည်သွားသည်ထို့နောက်ဂျွန်ဆော့သည်သူမကိုအိမ်သို့လိုက်ပို့ပေးပြီးသူမသည်ကူညီပေးသည့်အတွက်ကျေးဇူးတင်စကားပြောသည်ထို့နောက်သူသည်သူမတွင်သူ့အပေါ်ခံစားချက်ရှိမရှိမေးမြန်းသည်သို့သောသူမကသူ့ကိုတငယ်ချင်းတစ်ယောက်အနေဖြင့်သာမြင်ကြောင်းပြောလိုက်ရာသူ့ကိုစိတ်နာကြီးအနာစေသည်ထို့နောက်တွင်သူသည်တက္ကသိုလ်၌အေးဆက်ဆန်လာပြီးစပင်ကိုပါဆိုးလိုက်သဖြင့်လူတိုင်းကသူ့ကိုအာယုံဆိုင်အောင်လုပ်နေသည်ဟုထင်မှတ်ကြသည်အမှန်တကယ်တွင်သူသည်ငွေကြေးအတွက်သာလှုပ်ဆောင်ခဲ့ခြင်းဖြစ်သည်တစ်ချိန်တည်းမှာပင်ဆိုအားသည်သူမကသူ့ကိုသဘောကျကြောင်းကိုယ်ကိုဝန်ခံသည်သို့သောသူသည်ဆိုအားကိုဘယ်တော့အခါမျှသဘောကျမည်မဟုတ်ကြောင်းနှင့်အတူရောင်ဖြစ်ပြီးစိတ်ရင်းမှန်မရှိသူများကိုမကြိုက်ကြောင်းပွအင်းပွင့်လင်းလင်းပြောလိုက်သည်
သူမသည်အရှုံးမပေးဘဲသူ့ကိုဖတ်ထားလိုက်သည့်အကြောင်းမှာသူသည်သူမအပေါ်ဘာမျှမခံစားရသည်ကိုသူမမယုံကြည်နိုင်သောကြောင့်ဖြစ်သည်သို့သောထိုအချိန်တွင်မီရေးကသူတို့ကိုမြင်သွားပြီးကြည့်ရတာနာကျင်လုံးသဖြင့်ထွက်ပြေးသွားသည်ကွန်းစောကသူမနောက်မီရေးသည်သူကဲ့သို့သောသူကသူမကိုတကယ်တတိထားမိနိုင်မည်ဟုမယုံကြည်နိုင်ပေသို့သောသူသည်အလွန်ချုံမောပြီးလူကြိုက်များသူဖြစ်ကာသူမသည်အခြားသူများကပလတ်စတစ်ရုပ်ဟုခေါ်ဝေါ်ကြသူဖြစ်သဖြင့်သူတို့ကြားကဆက်ဆံရေးမှာမဖြစ်နိုင်ဟုတွေးကာသူ့ကိုညှင်းပယ်လိုက်သည်ထို့ပြင်သူမနှင့်တွဲမိသဖြင့်သူအပြောဆိုခံရမည်ကိုတွေးမိတိုင်းသူမရင်ကွဲရသည်ရင်းကလည်းသူ့ရင်ကိုကွဲစေသည်သို့သောနောက်ပိုင်းတက္ကသိုလ်တွင်သူသည်သူမကိုလက်ခံဖို့ဆုံးဖြတ်မိနေသည့်စောင့်နေမည်ဟုပြောသည်ထို့နောက်ဝန်ကသူမကိုတိတ်လုရန်ဖိတ်ခေါ်ပြီးသူ၏ခံစားချက်များကိုဝန်ခံသည်သို့သောသူမကတောင်းပန်ပြီးထိုခံစားချက်များကိုပြန်မပေးနိုင်ကြောင်းပြောသည်ဝန်ကနာကျင်ရတော့လဲသူမသည်ကွန်းစော့ကိုသဘောကျနေမှန်းသိထားပြီးဖြစ်သဖြင့်နားလည်ကြောင်းပြောသည်ထိုအချိန်တွင်ကွန်းစော့ကသူတို့ကိုအတူတူမြင်ပြီးအားလုံးကိုအထင်မှားသွားသည်စိတ်ပြက်လုံးသဖြင့်အရက်တောက်မိပြီးနောက်တစ်နေ့တွင်လူတိုင်းကသူအရက်တောက်ထားသည်ကိုသိသွားကနားနေရန်ပြောလိုက်သည်ဆိုအားကစိုးရိမ်ပြပြီးလူတိုင်းရှိတွင်ပင်သူ့ကိုသဘောကျကြောင်းဝန်ခံလိုက်ရာသူမကိုသဘောကျနေသောယောက်ျားလေးအားလုံးစိတ်အနှောက်အယှက်ဖြစ်သွားကြသည့်အကြောင်းမှာသူမကသူတို့ကိုအမြဲတမ်းအခွင့်အရေးရှိတဲ့အောင်ပြုမှုနေခဲ့သောကြောင့်ဖြစ်သည်ကွန်းစော့ကဆိုအားကိုသူ့ပေါ်အစွဲလမ်းမကြီးတော်ရန်ပြောလိုက်သည့်အကြောင်းမှာသူသဘောကျသူမှာမီရေးတာဖြစ်သောကြောင့်ဖြစ်သည်မီရေးကလည်းဆိုအားသည်ကွန်းစော့ကိုတကယ်သဘောကျခြင်းမဟုတ်ပဲသူနှင့်တွဲမှအာယုံဆိုင်မှုရမည်ဖြစ်တဲ့ဖြင့်သာတွဲချင်နေခြင်းဖြစ်ကြောင်းနောက်ဆုံးတွင်သဘောပေါက်သွားသည်သူနှင့်တွဲသည့်မိန်းကလေးတိုင်းမှာချက်ချင်းပင်လူကြိုက်အများဆုံးဖြစ်လာမည်ဖြစ်ပြီးမီရေးကသူမကိုမေးမြန်းသည့်အခါတွင်လည်းဆိုအားသည်အလှပကိုသာအလွန်မင်းဆွဲလန်းနေသဖြင့်ပိန်နေစေရန်အတွက်အံ့အောင်ပြုလုပ်လေးရှိကြောင်းသိရှိသူထားသည်ထိုအရာအလုံးပြီးနောက်မီရေးကနောက်ဆုံးတွင်ကွန်းစော့ကိုသူမလည်းသဘောကျကြောင်းဝန်ခံရန်ဆုံးဖြတ်လိုက်ပြီးနှစ်ယောက်သားဆက်ဆံရေးစတင်လိုက်သည်သူမကလောလောဆယ်တွင်လျှို့ဝှက်ထားပေးရန်တောင်းဆိုတော်လဲကွန်းစော့နှင့်စကားပြောရန်ကြိုးစားသည်ကိုမြင်သောအခါသူသည်သူမ၏ရည်စားဖြစ်ကြောင်းလူသိရှင်ကြားဝန်ခံလိုက်သည်တစ်ချိန်တည်းမှာပင်ကွန်းစော့သည်လည်းဝန်ကိုအားနာသဖြင့်သူနှင့်မီရေးတွဲနေကြောင်းပြောပြလိုက်သည်ဝန်ကထိုသတင်းကြောင့်နာကျင်ရတော်လဲပြုံးရက်ပင်သူတို့ကိုဂုဏ်ပြုပြီးသူတို့အတွက်ပျော်ရွှင်ကြောင်းပြောသည်နောက်ရက်များတွင်သူတို့သည်လျှို့ဝှက်ထားရန်ကြိုးစားနေတော်လဲတကယ်စတင်တွဲကြသည်သို့သောနောက်ဆုံးတွင်လူတိုင်းတည်သွားပြီးသူတို့နှစ်ယောက်လိုက်ဖက်ကြောင်းပြောကြသဖြင့်မီရေးသည်သူနှင့်လူသိရှင်ကြားအတူသွားလာရန်ယုံကြည်မှုရှိသွားသည်လူတွေကသူတို့ကိုချစ်သူများအဖြစ်မြင်ကြတော်လဲထိုညတွင်သူကသူမကိုမိဘများ၏အိမ်သို့ခေါ်သွားသည်သို့သောထိုနေရာတွင်ဘသူကိုမှမတွေ့သဖြင့်ရုတ်တရက်တယောက်တည်းဖြစ်သွားကြရာနှစ်ယောက်လုံးစိတ်လှုပ်ရှားသွားကြသည်ကွန်းစော့ကသူမ၏အထက်တန်းကျောင်းလုံးကတပ်ပုံကိုမြင်သွားသည့်အခါသူမမမြင်အောင်အမြန်သိမ်းလိုက်သည်သူမ၏ရခင်ရုပ်ဆင်းတံကိုတီးပြီးသားဖြစ်သဖြင့်ထိုအချိန်ကသူမသူ့ကိုဘလို့သဘောကျနိုင်ခဲ့တယ်လဲဆိုသည်ကိုသူနားမလည်နိုင်ပေသို့သောကွန်းစော့ကသူမသည်သူမဖြစ်နေသည့်အတိုင်းပင်အထူးခြားဆုံးဖြစ်ကြောင်းရှင်းရှင်းလင်းလင်းပြောပြလိုက်ပြီးသူမကိုအံ့အားသင့်အောင်အနမ်းပေးလိုက်သည်ယင်းမှာသူ၏ပထမဆုံးအနမ်းဖြစ်သဖြင့်သူမမှာအိမ်မက်မက်နေတကယ်သို့ခံစားလိုက်ရသည်ထို့နောက်မီရေး၏မိခင်ကဖုန်းဆက်ရာအမျိုးသားတဦးကဖုန်းကင်ပြီးမီရေး၏ရည်စားဖြစ်ကြောင်းမိတ်ဆက်လိုက်သဖြင့်သူမ၏သမီးမှာထိုမြချုံမောသောရေးစားရထားသဖြင့်မိခင်ဖြစ်သူမှာအလွန်ဝမ်းသာသွားသည်တစ်ဖက်တွင်မူဆိုအားသည်အနောက်ရှက်ပေးခံရပြီးသူမကိုဆွဲလန်းသောယောက်ျားလေးတစ်ယောက်ကဒေါသထွက်ကသူမ၏တပ်ပုံများကိုအွန်လိုင်းတွင်တင်လိုက်သည်သူမသည်ကွန်းစော့ကိုသဘောကျကြောင်းဝန်ခံသည်ကိုကြားပြီးနောက်သူသည်သူမ၏အိမ်သို့သွားပြီးသူမမပုံးနိုင်အောင်တကားကိုပိတ်လိုက်သည်သူမကသူ့ကိုညှင်းပယ်ခဲ့သည့်အတွက်အင်းမလွတ်နိုင်သဖြင့်သူမကိုနောက်ထပ်ဘသူမှမကြည့်ရတော့အောင်သူမအပေါ်အက်ဆစ်ပတ်လိုက်သည်သို့သောလူတွေကသူမကိုမြင်ပြီးမျက်နှာပျက်စီးသွားပြီဟုထင်လိုက်ကြချိန်တွင်အမှန်တကယ်တော့ထိုယောက်ျားလေးကရေကိုသာတုံးခဲ့ခြင်းဖြစ်သဖြင့်ဘာမှမဖြစ်ခဲ့ပေသို့သောဆိုအားသည်မီရေးကသူမထက်ပိုပျော်ရွှင်နေသည်ကိုမခံနိုင်သဖြင့်မီရေး၏အကူအညီကိုညှင်းပယ်လိုက်သည်ထို့နောက်မီရေးကသူမကိုအော်ဟစ်ကဘဝတွင်အခက်အခဲများစွာကြုံတွေ့ခဲ့ရပြီးပျော်ရွှင်မှုသည်အလှပပေါ်တွင်မူတည်သည်မဟုတ်ကြောင်းပြောပြလိုက်သည်ရက်အနှဲငယ်အကြာတွင်ဆိုအားပြန်တက်တာလာတော့လဲဝေးဝေးနေရန်ရွေးချယ်လိုက်သည်ထို့နောက်တက္ကသိုလ်မှပွဲရပြီးနောက်တွင်သူမပြောင်းလဲသွားပြီးဘဝတစ်ခုကိုစတင်ရန်ကြိုးစားသည့်တစ်ချိန်တည်းမှာပင်ကွန်းစော့နှင့်မီရေးတို့သည်စုံတွဲကောင်းများအဖြစ်မြင်တွေ့ရပြီးအနာဂတ်တွင်လက်ထပ်နိုင်ရန်မျှော်လင့်ရင်သူတို့၏ချိုမြိန်သောအချစ်ဇာတ်လမ်းကိုဆက်လက်ခန်းစားနေကြသည်